မိုးကတော့ရှဲရွာနေပါတယ်ဒီမှာကျွန်တော်တို့ဆိုင်မှာပါမိုးကတော့တကုံရွာနေတယ်ဘာမှလုပ်လို့မရအဲ့မှာကျတော့ကျွန်တော်တို့ဘန်းဘီလေးပေါ့နော်မနေ့ကပဲတတိယဝေးပြီးတော့ပြန်ဖြည့်ထားတာကျွန်တော်တို့ဆိုင်တော့အတိပြန်လဲပြုတ်ပြင်တာ ringgit 4000ကျော်ကုန်တယ်ပေါ့နော်ဆိုင်ကတော့အကုန်လုံးအတိဆက်ပြန်ဖြစ်သွားပါပြီလို့ဒီမှာအေးဆေးဆေးနားယူရင်းနဲ့နားအေးပါအေးထိုင်ချင်တယ်ဆိုကျွန်တော်တို့ဆိုင်ကိုသာလာခဲ့ပါလို့ဒီမှာအားကြတော့ကျွန်တော်တို့တဘာဝအတိုင်းပြင်ဆင်ထားတဲ့ဘန်းပင်လေးတွေပေါ့နော်ဒီမှာအားကြတော့လှလေးတစ်ထီးမှကိုယ်တိုင်ဆင်ထားတာဒီမှာပွဲဝိုင်းနေမှာလဲပန်းစီတစီလက်ဆောင်ပေးထားပါတော့ဒီမှာကျွန်တော်ဝယ်လိုက်တာနဲ့ဒီမှာအဲ့ဒါဘန်းအတူတွေမဟုတ်ဘူးနော်ဒါအစ်စ်ဒီမှာကဲအမှကြတော့ကျွန်တော်တို့ရဲ့လုတ်ဖို့ဆောင်ဖက်ညီငယ်လေးကဒီလိုပဲဖုန်းကြီးရင်းတဲ့လူတွေစောင့်နေပါတယ်ဒီမှာအမှဒါတော့ကောင်းတာပေါ့နော်ကျွန်တော်ကက်ရှာခိုင်းရကောင်းတာပြီးရင်ကျွန်တော်ခုံတိုင်းမှာဆိုဖာလေးနဲ့အီလေးနဲ့ရထိုင်တော့ကောင်းပါတယ်လို့ဒီမှာသူ့မှာလည်းလူကမရှိဘူးသူကြတော့ရောက်ကြရနဲ့ရောက်ကြရနဲ့အခုထိမထသေးဘူးအင်တာသွားမယ်ဆိုမထလာတာဒီမှာနောက်ကဆရာကြီးတွေကအဲ့မှာအဲ့လိုလုတ်စူးစားကြတာလို့ပြောချင်တာဒီမှာအဲ့မှာသူက game ဆိုနေခလေး game ကြီးဆိုနေရမှာဒီမှာဖုန်းကိုစီနေအလုတ်တွေရမ်းတွေရှုပ်နေတယ်လို့ပြောချင်တာပါအဲ့မှာဒီမှာကြတော့ဘန်းဘီလေးတွေပေါ့နော်ကဲလှပပဒီမှာရှေ့ဖြစ်နေပါတယ်လို့ဒီမှာကျွန်တော်တို့ဆိုင်ကိုသာလာခဲ့အေးဆေးဆေးထိုင်ချင်တယ်ဆိုဒီမှာနောက်ကလူတွေကတော့တရားမှမရှိ order ဒီမှာထွက်လာပြီအဲ့ဒါလာပြောပြတာပါ